ရုပ်ရှင်ရိုက်တဲ့အချိန်မှာပေးဆက်ထားတဲ့အရာတစ်ခုကြောင့်မင်းမြင့်မို့ထက်တော့ကြောင့်ချီးကျူးခံနေရတဲ့မင်းမီကိုကိုမင်္ဂလာပါပရိသတ်ကြီးရေမင်းမီကိုကိုနဲ့မင်းမြင့်မို့တို့က MRT4 ဇလန်တွဲတွေနဲ့အောင်မြင်လာတဲ့မင်းသမီးတွေဖြစ်တယ်လို့အခုလက်ရှိမှာလည်းဈေးကွက်ဝင်မင်းသမီးတွေဖြစ်အပြိုင်ဆောင်ဖြစ်လာခဲ့တာပါရုပ်ရှင်ဇာတ်ကားကြီးတွေအပြိုင်ဆိုင်ရိုက်လာတယ်လို့အကယ်ဒမီအတွက်လည်းအပြိုင်ဆိုင်ဖြစ်နေရမို့သူတို့ညကိုဆိုရင်အလူအများကနိုင်ရှင်ကြတာတွေ့ရှိရပါတယ်မင်းမြင့်မို့ကအကယ်ဒမီတစုရထားကမေမီကိုကိုထက်ရုပ်စစ်စကားပိုရပေမဲ့ပရိသတ်တွေကမေမီကိုကိုသာပို့ပြီးတော့ချီးကျူးကြတာပါအခုလက်ရှိမှာလည်းမေမီကိုရဲ့စကားတကားကြောင့်နိုင်ရှင်ကချီးကျူးနေကြပါပြီးခဲ့တဲ့ရက်မှာမေမီကိုရဲ့ရိုက်ခွင့်တစ်ခုကဗီဒီယိုလေးတစ်ခုကိုဆိုရှယ်မီဒီယာမှာတင်လာခဲ့ကြပါတယ်အဆိုပါဗီဒီယိုတွေကရိုက်ခွင့်တစ်ခုမှာတင်ပြီးချိန်ပါဝင်ကြတဲ့မင်းသမီးတွေကအမတ်တရဓပုတ်နဲ့ရိုက်နေကြတာပါအဆိုပါစကားထဲမှာအီချောဘိုမေပချီနိုနဲ့အတူမီမီကိုကပါဝင်တရုပ်ဆောင်တာဖြစ်ပါတယ်။ဒါပေမဲ့ဗီဒီယိုကြည့်လိုက်တာနဲ့မီမီကိုကဘယ်တယောက်လဲလို့ထင်ရလောက်အောင်ကိုဖြစ်နေခဲ့တာပါ။အီချောဘိုနဲ့မေပချီတို့ကဝေကောင်းစားလာတွေနဲ့အလှပဆောင်ဖြစ်နေပေမဲ့မီမီကိုကတော့စင်းရဲသားတယောက်လိုမမှတ်မိလောက်အောင်ဖြစ်နေရပါ။မျက်နှာမှာလည်းဘာမိတ်ကမှမပါသလိုအဝေစားကလည်းဖျို့ဖျဲနဲ့ဇရိုက်ဆက်နေခဲ့တာပါ။ဒါကြောင့်မို့မီမီကိုကစင်းရဲသားကာရက်တာနဲ့အရန်အောင်မိနေခဲ့တာပါ။မင်းသမီးတွေနဲ့အမတ်တရဓပုံလာရိုက်တဲ့သူတို့တောင်ထင်သွားခဲ့ကြပါတယ်။မေမီကိုကစကားရိုက်ဖို့အတွက်ကာရက်တာမိအောင်အတက်နိုင်ဆုံးစူးစမ်းခဲ့တာပါ။ကာရက်တာကိုလည်းကောင်းတဲ့ကာရက်တာအမြဲတမ်းလှပနဲ့တထေးသမီးပုံစံတွေသာမရိုက်ပဲစံမျိုးစုံချက်တွေကတရုပ်ဆောင်နေရပါ။စင်းရဲသားကာရက်တာကိုတရုပ်ဆောင်ရတဲ့အချိန်မှလည်းပြည်ပြင်းအောင်စူးစမ်းခဲ့တာပါ။စင်းရဲသားတယောက်လိုအဝေစားဆိုလေတေချပြင်ဆင်သလိုမျက်နှာမှာဘာမှမလိမ့်ချဲပဲတရုပ်ဆောင်ထားခဲ့တာပါ။ဒါကအနုပညာရှင်တယောက်ပြီးသားတယ်ဆိုတာကိုဖော်ပြပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်းအမြဲတမ်းထပ်တယ်လေကာရက်တာထက်အောင်တရုပ်ဆောင်တာမျိုးသဘောမကျပါဘူး။ကာရက်တာကိုအဆုံးဖြစ်အောင်တရုပ်ဆောင်မှသာရုပ်ရှင်ကြည့်ရတာပတ်စံကုန်ရကြိုးနမ်းမှဖြစ်ပါတယ်။ဒါကြောင့်မို့မမီကိုကမေမြင့်မို့ထက်အိုက်တင်ပိုကောင်းတယ်လို့ဆက်ရွေးချယ်မှုနဲ့ပြင်ဆင်ဖို့ကပိုပြီးတော်တယ်လို့ချီးကျူးနေကြပါ။မေမြင့်မို့ကတလောက်ရုပ်ရှင်ဇာတ်ကနှစ်ကားလောက်ရုပ်တင်နေပေမဲ့လည်းကာရက်တာတွေအကောင်လုံးကထက်နေရပဲဖြစ်ပါတယ်။ဟာသားရုပ်ရှင်ဇာတ်ကားထဲမှာဆိုလေတက်ခါလာလေကာရက်တာအထက်တယ်လို့အပြင်စင်ကတူနေရပါ။ဒါကြောင့်မို့လေပရိသတ်တွေကမင်းမြင့်မို့ကိုအလှပရေးရတာဦးစားပေးနေလို့ဝေဖန်နေကြဖြစ်ပါတယ်။မင်းမြင့်မို့ကတရုပ်ဆောင်ဖို့လေထက်နေတဲ့အတွက်ပရိသတ်တွေကရုပ်ရှင်ကားတွေကြည့်ရတာကိုညှင်းဝေလာကြတာပါ။ထိတ်တန်းမင်းသမီးဖြစ်ဖို့ဆိုရင်ကာရက်တာမထက်အောင်တရုပ်ဆောင်မှာဖြစ်တယ်လို့အပြင်စင်ကလည်းအရေးကြီးပါတယ်။မင်းသမီးတချို့ဆိုရင်စင်းရဲသားကာရက်တာကိုတရုပ်ဆောင်မှုအတွက်မပြပြနာမျိုးရှိပါတယ်။ဒါပေမဲ့ထိတ်တန်းမင်းသမီးဖြစ်တဲ့ဖွေးဖွေးအင်နွာဂျာစင်တို့ဆိုရင်ကာရက်တာတစ်ခုအတွက်တေချာပြင်ဆင်ကအဝေစားမိတ်ကပ်အလုံးကိုတဘာဝကျအောင်တရုပ်ဆောင်နိုင်ကြပါတယ်။ဖွေးဖွေးဆိုရင်လည်းရွှေကြာဇကားမှာညပြောင်မလေးတွေနေဘက်မှာဝှစ်စင်ကြတဲ့ဖျို့ပြဲပုံစံမျိုးကိုပြပြအောင်ဝှစ်စင်နိုင်ခဲ့ပါတယ်။အင်ဒရာဂျော်စင်ဆိုရင်လည်းကာရက်တာတိုင်းနဲ့လိုက်ဖက်မဲ့ပုံစံကိုတစ်မျိုးပြီးတစ်မျိုးချိတ်ပြနိုင်ပါတယ်။ပရိသတ်ကြီးအနေနဲ့ရောမေမီကိုနဲ့မေမြင့်မို့တို့နှစ်ယောက်ထဲမှာဘသူကတဘာဝပုံစံကကာရက်တာပြပြနေလို့ထင်လဲဆိုတော့ပြောပြခဲ့ကြပါအောင်ရှင်။ဟုတ်ကဲ့ပါ။ဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာလိုက်ပြစေ။အခုလို့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်။အဆုံးนี้ကြည့်ရှုအားပေးကြတဲ့ပရိသတ်တရားချစ်စီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစေရှင်။